Sakura Marie Jang Guma tu ye Jang bai de sne ne le ho ti sa pi to ma pi bai tu ye tanin ta pon no pya ne a ti ti ne ma ba ne le ma ti bu ne lu ti ya ma ha di ne sne ne be a so ma le pyo sa ai di ne Jang bai de so ye le ba le su la me ta me su su Suru Yesu Bidari Sura Jangaro Posa Malula Bama Kayaknya dilihat Bama Kenali no Semara Ini juga Ini sendiri jauh me Solo mana satu hal yang media. Ini ya tu ini dah belum kalau tu cai tua sensor ni ada pasal aku yang babe, tua ada telan ada si mana, ke asa tahu saya tu ada asa binga. Pasal nak ni ni sang jai pun nama ni sang jai nonga saya. Indina sayang gue besar Kayak komen dulu Saya rasa ni cak sayang di mana Sayang dah buka Udah dah Dewi sih ya Kuliah tinggi besar itu meh Ini kan ya selalu kau nabe Sabi dah kah ke sabi itu ama ye coba gimana pesan ke bina simeno si bibi solo kini sabi yang ye waro tanah jem si bona tanah jem ni aro tu ne acan tu bima tu mukho jaro bona tu ne Sakura Maria ro yan tanah saja. Ne. Macam sawe mu ada pesan balang pesan ini. Cuma aji liar ro lama membawa no pesan. Kajaro cuma dia. Aji lama membawa hari ini sebelah mai. Ika ro dijang dua ini kalau rabu no pesan ro aja mati apa? Kita mentamai. Dia nada kami bono Sakura Maria Pari lo biar malai anti le biar malah papi biar malai soalnya juga. Koma mama saya bisa bang. Poi sana le makon na biar na ho sebab mui le. Tu sama makon na biar bono fen bare lo. Fen ne bono aisyah. Dina tali sunya doy taman taisy. Cuma oleh saya dah kali. Taman aja nih, cuma macam mana? Cuma macam mana? Ia jauh kali. Cuma hari akau ni. Cuma ulin, jaga bawa masuk ini, cuma api balik, bawa ni cuma di game mana, game cuma selalu ni jaya tidak, ingat bola rosidi, dia belum, dia ni, dia ni siapa ni mamu, sama kita na, dia biasa lah sekolah dia belum mana, sekolah dia tu kumami ada lokasi. Alia ro chang yi ya sa sai ko yauk pi po no. Di na ma ba ya khai lo no.
အင်အားကြောင်လေးရတယ်ရှိစရာလေးပြီးတော့အင်အားကြောင်ကလေအပြင်ကကြောင်လေးကတော့အဝါရောင်လေးပေါ့နော်သူ့မှာကလေးလေးလည်းရှိတယ်ဒီရလေးကဇလန်းလေးနဲ့ရိုက်ပြန်လို့ဒီတနေ့တာဘလော့ကိုလိုက်ကြည့်ပေးကြအောင်နော်အပိုင်းနဲ့လေးနဲ့တိပေးပါနော်အပိုင်းနဲ့လေးတင်ပြီးကြရင်အပိုင်းနဲ့အတွက်ကျမကကျေးဇူးတင်တဲ့အနေနဲ့အန်တီပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့မပါလိမ့်မယ်ရှင်လို့လည်းရှင်ဟုတ်ကဲ့အမရဲ့ကျမကိုကြောင်စာလေးပေးပါနော်ဟုတ်ကဲ့မပြပါမယ်နော်ကျေးဇူးတင်ပါတယ်နော်အမအများကြီးလာအားပေးတော့ဟုတ်ကဲ့ကဲတော့နဲ့ပြီးရင်ငါရဲ့ငါဒီနေ့ကငါကိုနေလခင်ပိုင်းမဟုတ်ပါနာရှိတယ်9:90လောက်ရှိတာပြီကဲတော့မလေးအေးမလေးတော်ရရနော်ကားပေါင်းတော့သိမကြွမ်းဘူးကွာဆာကူရာကိုဆဆဆောခြင်းတော့ဇလားနဲ့မတင်သေးဘူးလေအဲ့ဒါသိရမလားအဲ့တုန်းကဆိုရင်လေအဲ့ဒါကျမဒီကားမှဘလောက်ကြွမ်းမကြွရှိဟိုကြောင်ထိုးတယ်ဒီကြောင်ထိုးတိုင်းတယ်မကားပိုင်ပြီးတော့ပစံတရက်တည်းကုန်သွားတာအဲ့ကျမမှဆိုကျမဆာကူရာခင်းလာဆိုတဲ့အဲ့ဒါကားရကျမပစံကုန်သွားရဖြစ်တပိဖျားဒီလေတော်လေးရကားလေးမပိန်တော့လို့နော်ဒါတော့အချိန်လေးနည်းနည်းလျှော့ပြီးမှလိုက်အချိန်ပြင်းပြီးမှလိုက်ဒီမှာကစားကွင်းတဲ့တွားချင်ပါတယ်ဒါပေမဲ့အိမ်မှာကြောင်လေးအမလေးပြီကြောင်လေးကိုအစားမကြွေးရသေးတော့သူ့ကြွေးရအောင်မယ်ပေါ့နော်ဒီဘွိုင်းမှာတော့ရဲရမှာပဲဘာလို့လဲဆိုတော့ကောင်မလေးတယောက်လာနေလို့သူကတော်တော်စူးစမ်းနေပေါ့နော်အိမ်ပြန်မယ်ညနေကျမရဲ့အစားတောက်ဖို့အတွက်မနေ့ဒီနေ့စနေနေ့ဆိုတော့မနေ့ပြန်တနေ့ခုနေ့ကြာရင်ငါတနေ့ခုနေ့ကျူရှင်ဖွင့်နေကျူရှင်သွားမယ်ဘာကျူရှင်ဆရာမပေါ့နော်တောင်းလိုက်တယ်ဘာဆရာမဖြစ်သွားပါပြီအဲ့ဒါဒီစမိုင်းမှာနော်ဟုတ်ကဲ့မကဲတော့မယ်ကျမကိုလည်းလာရစကူရိုက်လေးလူလေးတဲလေးများလည်းလုပ်ပြကြပါအောင်လို့အချာကျမလေးစီးဆိုင်လေးတစ်ဆိုင်ဆောက်ပြမှာနော်ဆောက်ပြမှာလာဘရိုင်းနဲ့ပြန်မှကြည့်သူကလာရစကူရိုက်မလို့တော့မပြန်ဖြစ်ပါဘူးမြေကားတော့တလွဲဖြစ်သွားဆောက်တလွဲကဲကားလေးလက်ထိုးပြီးပြီဆိုတော့အမတော်မယ်ဒီတော့ကျမတို့ပေါ့နော်အန်တီလေးတစ်ခုလောက်ပြပါလာတဲ့အမပေးရှင်းတဲ့ဟာလေးပေးပါနော်တဲ့လာရဲ့ subscribe ကိုထပ်ပြီးများလုပ်ပေးမယ်တဲ့ဟုတ်ကဲ့ပါရှင်အောက်ပြောပြတဲ့တော့ကျေးဇူးများတင်ပါတယ်နော်ခဏအောင်ဆိုတော့အပြင်ဘက်ခံမယ်နော်အန်တီပေးမှုပေါ့နော်အဲ့ဒီအန်တီကအားလုံးအတွက်ပေါ့နော်ကျွန်မရွေးပြမအောင်နော်အားလုံးအတွက်ပါတွာလာရဲ့ subscribe ပေးထားတဲ့ဟာလေဟာမလို့ကဲခဏလေးဆောက်ပါနော်ဘာဖြစ်နေလဲ sorry ပါနော်ကြားတယ်နားလေး